ကျမတို့မြမသမားရာဇဝင်တွေကိုပြန်ကြည့်ရင်တကောင်းထက်ရှေ့ကျတဲ့မျိုးတွေဝေတာလီထက်ရှေ့ကျတဲ့ယဉ်ကျေးမှုတွေရှိခဲ့တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့အဲ့ဒီမျိုးတွေကဘာမှလဲကချင်ပြည်နယ်ရဲ့တောနက်တွေထဲမှာလားဒါမှမဟုတ်တနင်္သာရီတိုင်းရဲ့လူသူမနီးတဲ့တောင်တန်းတွေပေါ်မှာလားဒနာရီတွေထဲမှာပဲကြံရစ်ခဲ့တဲ့ဒီမျိုးတော်တွေဟာတကယ်တော့သဘာဝတရားရဲ့ဖုံးကွယ်မှုကိုခံလိုက်ရတာဖြစ်နိုင်ပါတယ်ရှင်။ယနေ့ခေတ်ကိုကဲမက်လိုဂျိုရုပုံရိပ်တွေကိုအသေးစိတ်ကြည့်ရှုတဲ့အခါဒေါ်အုပ်တွေရဲ့အောက်မှာထူးဆန်းတဲ့ဂျီယိုမီထရီပုံသဏ္ဍာန်တွေမျိုးရိုးဟောင်းလိုယူဆရတဲ့အရာတွေကိုနေရာအနှံ့မှာတွေ့နေရပါတယ်။ဒီနေရာတွေဟာလူသားတွေဖန်တီးခဲ့တဲ့မျိုးတော်ဟောင်းတွေလား။ရှေးဟောင်းသုတေသနပညာရှင်တွေတောင်မရောက်နိုင်သေးတဲ့ဒီနေရာတွေမှာဘလို့ကြီးကျယ်တဲ့အဆောက်အအုံတွေကျန်ရစ်နေအောင်မလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစရာပါပဲ။တစ်ချိန်ကစီကားခဲ့တဲ့ဒီမျိုးကြီးတွေဘာကြောင့်ရုတ်တရက်ပျောက်ကွယ်သွားရတာလဲ။သမိုင်းပညာရှင်တွေကတော့ပြင်းထန်တဲ့ကက်ယောဂါတွေစစ်မှတ်ဘေးတွေဒါမှမဟုတ်သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေကြောင့်လို့ယူဆကြပါတယ်။ဒါပေမဲ့တချို့ကလည်းဒီမျိုးတွေဟာတာမန်လူတွေမမြင်နိုင်တဲ့နက်နဲတဲ့အဆောက်အအုံတွေကြောင့်ပျောက်ကွယ်နေတာလို့ယုံကြည်ကြပါတယ်။တင်ကောဘလို့ထင်ပါသလဲ။မြန်မာပြည်ရဲ့တောနက်တွေဟာအခုထက်ထိလှုပ်ဝက်ချက်တွေအများကြီးကိုသိသိထားစေပါ။ဒီနေရာတွေကိုဖော်ထုတ်နိုင်ခဲ့ရင်ကျမတို့မြမသမိုင်းဟာအခုထက်ပိုပြီးကြီးကျယ်သွားနိုင်ပါတယ်။ဒါပေမဲ့ဒီလိုဝက်ချက်တွေကိုတဘာဝတရားကပဲဆက်လက်ဖုံးကွယ်ထားအောင်မလားဆိုတာကတော့ပဟေရီတစ်ခုပါပဲရှင်။မြမပြည်ရဲ့ပျောက်ဆုံးမျိုးဟောင်းတွေအကြောင်းကတော့တကယ်ကိုရင်ခုန်စရာပါပဲ။ပြိတ္တတို့ရောတောနက်ထဲမှာတကယ်ပဲလူမသိတဲ့မျိုးကြီးတွေရှိနေအောင်မယ်ထင်ပါသလား။တင်းရဲ့ထင်မြင်ချက်တွေကိုကွန်မန့်မှာရေးသားဆွေးနွေးပေးခဲ့ပါအောင်။ဒီလိုစိတ်ဝင်စားစရာလှုပ်ဝက်ချက်တွေကိုဆက်လက်ကြည့်ရှုဖို့ Subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။